အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ on this က on this ဆိုရဲ့အသုံးလေးတွေကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ဒီ grammar form လေးကတော့ plain form တွေပဲလိုက်ပြီးတော့ noun ဆိုရင်တော့နာလေးပေါင်းပေးရပါတယ်မြန်မာလိုဆိုလို့ရှိရင် on this လို့ပါ on this ဆိုရင်လို့လားဆိုပြီးမှအဓိပ္ပာယ်ရပါတယ်ဥပမာအနေနဲ့စားသည်ဆိုရင်ဒါပဲ must ကွာဒါပဲ must ကိုမှ plain form ပြောလိုက်တော့ဒါပဲ root စားမလို့ပြောချင်တယ်ဆိုလို့ရှိရင်ဒါပဲ room thisဒါပဲ room မှာ on ပေါင်းလိုက်တော့ room ဒါပဲ room this စားမလို့ဒါပဲ room this ကစားမလို့လားဆိုပြီးမှအဓိပ္ပာယ်ရပါတယ် ikku ဆိုရင်သွားသည် ikkun this သွားမလို့ ikkun this ကဆိုရင်သွားမလို့လားအအခြေဒီဆိုလို့ရှိရင်စာမှု e က a တော့ a လို့ပြောချင်တယ်ဆိုရင်စာမှု in this a လို့လားလို့မြင်ချင်တယ်ဆိုလို့ရှိရင်စာမှု in this ကဆိုပြီးမှဖြစ်သွားပါတယ် on this ကဆိုတာကြတော့လို့လေဒါကြောင့်လို့ဆိုပြီးမှအဓိပ္ပာယ်ရပါတယ်ဥပမာအနေနဲ့ဟိုရှိ e ကကြတော့လိုချင်တော့လိုချင်လို့ပါလို့ပြောချင်တယ်ဆိုလို့ရှိရင်ဟိုရှိ in this ကဆိုပြီးမှသုံးပါတယ်ဝါကြတွေရဲ့အလေကောင်မှာဆက်တာများတယ်ပေါ့နော်နိုးမှုဆိုရင်တောက်တီတောက်ချင်ဒီဆိုရင်နိုမီတိုင်းတောက်ချင်လို့ပါလို့ပြောချင်တယ်ဆိုလို့ရှိရင်နိုမီတိုင်း this ကဘယ်နေရာမှာဝယ်လို့ရမလဲပေါ့နော်တခုခုစားခြင်းလို့ပါထမင်းစားခြင်းလို့ပါဘယ်နေရာမှာဘယ်ဆိုင်ကကောင်းလဲအဲ့လိုမျိုးတွေမှာတုံးတယ်ပေါ့နော်ဝါကြတွေရဲ့အလေမှာဆက်တာများပါတယ်